my god ရှင်မြေမော်ရောက်တော့ဗျာတော်တော်လှတယ်ဗျာအချိန်ရောအဲအချိန်က6နာရီဝန်းကျင်လောက်မိုးလည်းမချုပ်သေးဘူးလုံးဝမြူကိုယ်အုပ်ဆိုင်ပြီးတော့ဗျာတော်တော်လေးကိုလှတယ်ဒီဘလော့လေးကတော့ကြိုက်သီးဘလော့လေးပဲဖြစ်ပါတယ်ကျွန်တော်အဖေရဲ့အမေရဲ့အမရဲ့ကျွန်တော်တို့မိသားစု၄ယောက်ကြိုက်သီးသွားရဲ့ဘလော့လေးပဲဖြစ်ပါတယ်အစားကတော့ဘလော့မလုပ်တော့ဘူးစဉ်းစားထားရင်ပဲဟိုရိုက်ဒီရိုက်နဲ့ဘလော့လေးတစ်ပုတ်ဖြစ်သွားတယ်ဆိုပါတော့ဗျာကြိုက်သီးတောင်ကြီးကိုရောက်တော့ကျွန်တော်တို့ကားအပ်တဲ့နေရာမှာကားအပ်ပါတယ်ပြီးတော့ဘိုက်ဆာလာနဲ့နေ့လေစာခဏဝင်ဆွဲပါတယ်လူတွေရောက်လုံးဝကြောင်ချအောင်ဖြစ်နေရဲ့ပြီးတော့အဲ့ဆိုင်မှာကျွန်တော်ဘော်ဒါလေးတယောက်တွေ့ခဲ့ပါတယ်အစားကတော့အတန်ကကြားဥပါရေဆိုပြီးတော့ကျွန်တော်နားထောင်နေရဗျာနောက်မှသူလုံးဝအာယုံစိုက်ပြီးတော့ကြည့်နေတဲ့ဗီဒီယိုကကျွန်တော်ဗီဒီယိုဖြစ်နေပေါ့အဲ့ဒါကျွန်တော်အတန်အကျယ်ကြီးဖွင့်ပြီးတော့အမှအဲ့ဆိုင်မှာသူတော်တော်လေးကိုစိတ်ဝင်စားကြည့်နေရခဏနေတော့သူထွက်သွားတယ်အဲ့တော့ကျွန်တော်ရောက်လာတာကိုသူမသိသွားလိုက်ပါဘူးအဲ့ညီလေးကိုကျွန်တော်ခွင့်မတောင်းခဲ့ရအောင်ဒီကပဲခွင့်တောင်းလိုက်ပါတယ်ဖလော်လေးမှာယူသုံးခွင့်ပြုပါတောင်ထိပ်ထီကိုပိုင်ကားနဲ့တွားလို့မရဘူးဆိုတော့သူစီစဉ်တဲ့ကားနဲ့ပဲကျွန်တော်ဝေးလိုက်ရပါတယ်ခေါင်းကန်းကလူပြေးသွားတော့အနောက်ခန်းကပဲစီးရပါတယ်ကားသမားတွေတော်တော်မောင်းတာကြမ်းပါရဲ့မှာတောင်တွေကွေးဝိုက်ပြီးတော့လိုက်ပြီးရဲ့နောက်မှာတော့အပေါ်ရောက်ခဏနေတယ်မှာကြိုက်သီးစိန်နဲ့ပုံစံတူအဲ့စီဒီလေးတခုခဏရက်ပြီးရဲ့မှာကျွန်တော်ဖူးရဲ့လမ်းမှာအလူကန်နေပါတယ်ရှိရပါဗျာအလူကန်ခံနဲ့စစ်စေးဂိတ်တချို့ဖြတ်တယ်နိုင်ဝမ်းကျော်လောက်ကားစီးပြီးတော့တောင်ထိပ်ကိုရှောက်လာပါတယ်အမှကားဘဝဆင်းချင်းပဲနောက်ထပ်ဘော်ဒါလေးတယောက်ထွက်တွေ့ပါတယ်အဲ့ညီလေးကကျွန်တော်တို့နဲ့ကားအတူတူပဲစီးလာကျွန်တော်တို့တွေ့လို့ဆိုပြီးတော့လာနှုတ်ဆက်တာပါအမှအဲ့ညီလေးနဲ့ကျွန်တော်နှုတ်ဆက်ပြီးတော့ဓာတ်ပုံတွေပါရိုက်ခဲ့ပါတယ်ဟို咱上电脑买的15မိနစ်လောက်လမ်းလျှောက်အောင်ကြည့်ပါဦး၄၀ခါဩဟာလာအခုဘလော့ရိုက်ရမိုးတွင်ကုန်ကန်ဒီစောင်းတွင်ရောက်ခါစားတော့ချင်းဆိုတော့မြူကိုရာရောအပေါ်မှာအရမ်းများရဲ့ဗျာအမှမြူဝေဖုံးပြီးတေချာအောင်မှမမြင်အောင်ကျွန်တော်ဟိုးရှေ့မှာမြင်နေရတဲ့နေရာလေးကိုတစ်ချက်လမ်းလျှောက်ရပါမယ်ရှင်းမြင်တော့ဘောလမ်းလျှောက်အောင်ပေါ့ဗျာကျွန်တော်တို့ reserve လုပ် booking လုပ်ထားတဲ့အဲဟိုတယ်ကရိုးလေးတူးပြီးဆိုတော့ဟိုဘက်ထိတော်တော်လျှောက်အောင်မယ်ရှောက်လာပါပြီဒါကစန်တော်ရှင်ကြိုက်သီးရိုးစီတီတော်ရှေ့မဟုတ်ဝအဝင်ပဲဖြစ်ပါရဲ့ကဲရှိုးလိုက်ကြပါအောင်ဗျာမြူကိုကြီးဆိုတာတေချာအောင်မှမမြင်ရဘူးဒါမဲ့တော်တော်လေးကိုလှရဗျာတလားဒါအောင်မှနှိကင်းနော်အချိန်က2နာရီလားမသိဘူးဟိုတယ်မှာနိုင်ဝက်1နာရီလောက်ခဏနားပြီးတော့စပြီးတော့လှုပ်ရှားပါရဲ့ပထမဆုံးသွားမှကတော့ရေတကုံပဲဖြစ်ပါရဲ့ဗျာအကုန်လုံးကလေအလုပ်တွေကိုစီရှိရောကျွန်တော်လည်းအလုပ်တွေရှိတယ်ရောဒီမှာတညာပဲအိတ်မှာဆိုတော့ညနေပိုင်းတန်းထွက်လိုက်တယ်ပေါ့ဗျာရှင်မလည်းမြူကိုကြီးပဲဗျာရေတကုံသွားဖို့ကလမ်းလျှောက်မဲ့ဆိုရင်ခြေတူအောင်လျှောက်အောင်မှာဆိုတော့မလျှောက်နိုင်ပါဘူးလူချေးလည်းပါရဲဆိုတော့စိုက်ကယ်ကိုပဲကျွန်တော်တို့အနောက်ကနေပခုံးကင်ပြီးတော့ရှယ်မောင်းခိုင်းရပါရဲ့အမှကိုကြီးရတယ်မောင်းပါရဲ့တော်တော်လေးကိုမောင်းပါရဲ့ခဏနေကျွန်တော်တို့အမှရေတကုံအဝင်နားလေးရောက်တယ်ကိုဝင်နိုင်ရောက်တော့လေကားလေးအောက်နေဆင်းရင်တော့ရောက်ပြီလို့ပြောရဗျာအဲ့ဒီနဲ့ဆက်ဆင်းရရပေါ့ဟိုးရှိမှာတလားခွေးလေးနဲ့ကောင်းပါပြီတတဟေးတတခဏနေပြန်လာမယ်လေနော်ဟာဘိုင်ဟေးပါပြီတတဟေးလှပ်ပြီးတော့ဟေးတွေ့ကြမယ်တတလေကတလေးနဲ့ဆင်းပြီးတော့အရှိမရေတကုံကြီးစမြင်နေရပါတယ်ဒီရေတကုံကရေစီးရောတော်တန်တယ်ပုံမှန်ဆိုရင်တော့အဲ့လိုမဟုတ်ဘူးထင်တယ်ကျွန်တော်တို့သွားတဲ့အချိန်ကရေစီးတန်တဲ့အချိန်နဲ့သွားတိုးသွားရဲ့ပုံမှန်ပဲအောက်တောင်မှာမနေစင်းရရဲ့ဆိုတော့ Oh my god ရေတကုံကသူကတော်တော်ရေစီးရပြအဲ့နားမှာဘယ်လိုပြောမလဲဟိုလက်သမားပေါ့နော်အကိုရောရှိရယ်ဒီနားကိုနေပြုပြင်မုံမှန်နေတဲ့ပုံမှာပဲသူအဆောင်လေးစောင့်နေအောင်တွေ့ရရတယ်ရေတကုံအတန်လေးရတဲ့စုညံနေရပဲအမှ
ရေတောင်မှကူးလို့မရဘူးပုံမှန်ဆိုတော့အဲ့အောက်နားလေးမှာရေပါကူးရတူရှိရတယ်အခုကတော့စီစီတန်တော့အန်ရီများတော့ကူးလို့မရဘူးပေါ့နော်အဲ့နားလေးမှာဓာတ်ပုံရိုက်ဗာရိုက်ဗီဒီယိုရိုက်ဗာရိုက်ပြီးတော့ကျွန်တော်တို့ရှင်းပြမောကိုပြန်ခဲ့ကြပါတယ်ရှင်းပြမောရောက်တော့ဗျာတော်တော်လှတယ်ဗျာအချိန်ရောအဲ့အချိန်က6နာရီဝန်းကျင်လောက်မိုးလည်းမချုပ်သေးဘူးလုံးဝမြူကိုယ်အုပ်ဆိုင်ပြီးတော့ဗျာတော်တော်လေးကိုလှတယ်ပြောရရင်အဲ့ညနေစမ်းဆက်တော့မရှိတော့ဘူးပေါ့စမ်းဆက်ကတော့ဖုံးသွားပြီးတော့အဲ့မြူကိုယ်နေရှင်ပြင်းကြီးကတော်တော်ကြီးကိုလှတယ်ရှင်မြင်ဘောကနိုင်ရတော့10နာရီဖြစ်နေပါတယ်တကယ်တော့10နာရီမဟုတ်သေးပါဘူး6နာရီလောက်ပဲရှိပါသေးတယ်ညပိုင်းရောက်တော့ဟိုတယ်က restaurant မှာပဲသမင်းကြော်လေးစားပါတယ်ခဏနေတော့ရှင်မြင်ဘောကျွန်တော်ညပိုင်းလေးတက်ကြရပါဗျာသမင်းကြော်လေးစားပြီးတော့အနေဒီအချိုတဲအနေနဲ့ coffee လေးဖြော်တောက်ပါတယ် coffee လေးဖြော်တောက်ပါတယ်အားလုံးပဲတောက်ကြပါအောင်ဗျာဟေးကဲအခုအချိန်က9နာရီထိုးပါပြီကျွန်တော်ကြိုက်ကြီးကိုရှင်းပြမော့ပြနော်အောက်ကတော့တစ်ချက်ပတ်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့အောက်ချက်ပတ်ကြည့်ပါမယ်မဖယ်ပြီးလာခင်ဗျာပြောရရင်ဒီကာလတော်တော်လေးရှင်းတယ်လို့ပြောရမယ်ဟိုကြိုက်သီးရိုးရာဒီမဟုတ်တော့လေလူရှင်းတော့အေးဆေးပူလို့ရပါဗျာတတ်တော်လေးကိုတတ်ပဲဘေးနာထိုးထားရဲ့မီးရောင်လေးမောင်းတော့တော်တော်မောင်းတယ်ဒီဘက်ကမီးရောမဖွင့်ပေးထားဘူးဘာလို့လဲရောလဲမသိဘူးပေါ့နော်ဒီဘက်ချမ်းဖို့ပေါ့လူကတော်တော်ဘယ်သူမှမရှိဘူးကျွန်တော်တို့ပဲရှိတယ်ကျွန်တော်တို့မိသားစုပဲရှိတယ်အဲကြိုက်သီးရည်မဟုတ်တော့လေဒီဘက်ကပြန်တက်ရင်ဟိုဘက်ကိုပြန်ရောက်မယ်ပေါ့အဲတော့ဒီဘက်ပြန်ပတ်တာပေါ့နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲမနက်ဖြန်ကြမှာစောစောလေးထပြီးတော့ချီကန်ပစတ်တို့နဲ့ရည်ကျွင်းတို့စီကိုဆက်ပြီးတော့ဥတီကြပါမယ်အဲ့တော့လောစေရော good night ပါဗျပထမနေ့ရောက်ကုန်သွားပါပြီဒုတိယနေ့အစီအစဉ်ကတော့ခုနကျွန်တော်ပြောလို့ပဲချီကန်ပစတ်ကြံမယ်နဲ့ရည်တွင်ကြံမယ်ဟိုဘက်ကမုတ်ဆိုးတောင်တွေပါကြံအောင်မယ်အဲ့ဘက်ကိုဆက်ပြီးတော့ဥတီမှာဖြစ်ပါတယ်ဟိုတယ်ကို check out လုပ်ခဲ့ပြီးတော့ကျွန်တော်တို့ညနေလောက်ပြန်ကြမှာဆိုတော့စောစောချပါဗျာမနက်လေးစောစောချပြီးတော့ hotel မှာ breakfast စားကြပါတယ် breakfast စားပြီးရင်ရှင်မော်တက်တပုံခဏရိုက်ပြီးတော့တွားစရာစီရာကြီးဆက်ပြီးတော့ဦးတည်ကြပါမယ်
ဟိုတယ်ကထွက်ချင်းမှာပဲအမှညီလေးတယောက်ထပ်တွေ့လို့ကျွန်တော်ဗန်လေးတွေ့လို့ဒီညီလေးနဲ့လည်းကျွန်တော်တပ်ပုံလေးပါလေးတွေ့ရိုက်ပြီးခဲ့ပါတယ်ကြိုက်ထီယိုစီဒီမြူကိုရောမနဲ့ရောနေ့လေရောညနေရောညရောလုံးဝမြူကိုကြီးနဲ့လက်တလောကတော့တော်တော်လှနေရဗျမိုးကလည်းကျွန်တော်တို့သွားတဲ့အချိန်မရွာတာတော်တော်ကြီးကိုကန်ကောင်းနေပြောရမယ်ဗျတကြိုက်ထီယိုစီဒီအနီးနားထိကြတော့အမျိုးသမီးရောမဝင်ရဘူးအမျိုးသားရောဝင်လို့ရရဲဆိုတော့အနားကပ်ပြီးရောဖူးမယ်ပြီးရောရွှေတင်ကန်းလေးပါကျွန်တော်တခါရေးကတ်ခဲ့ပါတယ်ပြီးတော့ဖျားရှည်တက်ပဲဘာညာလုပ်ပြီးလို့ရှိရင်တော့အခန်းထဲပြန်ပြီးရောအင်ဂျီဘာညာလဲပြီးရောခီးဆက်ရပါမယ်ရကဲအနေဖျားလေးဖူးပြီးသွားပြီဖျားလေးဥတော်တော်ပြီးသွားပြီပြီးတော့ဓာတ်ပုံလေးပါလေးရိုက်ပြီးသွားပြီဆိုတော့ကျွန်တော်အခန်းထဲပြန်ပြီးတော့ပစိုးလေးပါလေးပြန်လဲပြီးတော့ခီးဆက်ကြပါမယ်ဈေးတန်းလမ်းအတိုင်းလေးအောက်ကိုဆင်းလာပြီးရဲ့နောက်မှာတော့တမိုင်းဝင်ကြီးကန်းပါဇက်ဆိုရဲဆိုင်းဘုတ်လေးကိုစပြီးတော့တွေ့ရပါတယ်အနောက်မှာပို့ပို့တယောက်တွေ့လို့ပတ်စံလေးတူခဲ့ပါတယ်သူဒီလမ်းလေးအမိုက်တွေရှင်းပေးထားရောပြောရပါအဲဒီအခုလိုပေါ့ဗျာနောက်ထပ်10မိနစ်2မိနစ်နေတော့ရောက်ပြီတဲ့စီကံပတ်ကညာဘက်ကိုကိုရင်နက်ရှည်တွင်တို့ဘယ်ဘက်ကိုသွားရင်တော့ကြီးကံပါဇက်ဖြစ်ပါတယ်အဲရောကြီးပါဇက်ကိုအရင်သွားကြမယ်ကဲခဏနေရောရောက်ရှိလို့လာကြပါပြီဗျာဒီနေရာလေးရောက်ကြီးကံပါဇက်ပါရောက်ပါပြီဗျာကြီးကံပါဇက်စီရောကြရဟာဒီကရောက်ပြီ ဟုတ် ဘယ်ရောက်ဖွဲ့လဲ ၄ရောက် ဟောမှတ်ကတော့လေလူကြီးတက်တော့စတောင်းပြတာဘယ်မှာကရုံးနော်ဒီရပိုင်ဆိုင်လူကြီးရောက်တဲ့ခါမှာတို့ဒီကြီးကြည့်ကြကရောက်ပါဒီကအဲ့ဒီကူလန်းချောင်းချင်းချင်းလေးရဲ့ကိုတိုးဝင်ရမှာဖြစ်ပါတယ်လူကြီးတွေကတော့အဆင်မပြေဘူးအရှိမကုန်းကွာနဲ့ဝင်ရမှာဆိုကျွန်တော်တို့နဲ့ကျွန်တော်အမပေါ့ကျွန်တော်တို့နှစ်ယောက်ပဲစပြီးတော့ဝင်ကြပါတယ်
ကဲကြီးကမစလိုင်းကိုပါတော်လေးရောကောင်းကောင်းကွာဝင်ရမယ်အာ come on ကောင်းကွာပြီးတော့ဝင်ရရဟာလိုင်းကူလေးတွေကဖျားလေးပို့ပြီးသွားပြီဆိုတော့ကိုစမတ်ရဲ့ gaming skill တွေကိုစပြပါမယ် shooting skill accuracy ကိုအမှစပြီးတော့ပြပါရယ်ဘောင်းဆုံးတစ်စီးရတော့တန်းလွဲပါရယ်ဒုတိယစီထပ်ပြပါရယ်အဲ့ဒီစီလည်းထပ်လွဲပါရယ်အမှ accuracy တစ်ဖြည်းဖြည်းနဲ့ငြိမ်လာပြီအမှ၄စီးမြောက်မှာတော့ဝင်သွားပါတယ်မှလည်းအမှလည်းထပ်ဝင်ပါရယ်ကြီးကန်းပါဇက်ကထွက်လာပြီးတော့လက်ရည်တွင်းစီကိုဦးတည်ကြပါတယ်ဟိုးအောက်နားလေးမှာမြင်နေရတာကတော့အမိုးလေးနဲ့အားလေးရောလက်ရည်တွင်းတို့ခေါ်ရပေါ့အရန်ကြီးမရောမဟုတ်ဘူးသူအောက်မှာရေလေးစီးနေရေလေးတဘောဘောစီးစင်းနေတယ်ဒီနေရာလေးနောက်မှာနတ်ဟွာလေးရောရှိရပေါ့နတ်ရုပ်ထုလေးရောရှိရဗျာဒီနေရာလေးရောနတ်ရည်တွင်းဖြစ်ပါတယ်တော့မရှိပါဘူးဟိုမှာဖအံမအောင်မှတောင်းနေရှင်တက်လာတော့လောက်ကောင်းအပြော့ခလိုက်ကဲရောက်ပါပြီဗျာမုံဆိုးတောင်းယူရအုပ်ဆိုင်ကြောက်တယ်အမားတွေအဲ့ဒါတက်လည်းပါပဲတက်ထိတ်ကလေးဂျာကတော့မုံဆိုးကြောင်ပဲဖြစ်ပါရဲ့အဲ့အရှိကတောင်ဆောင်လေးမှာ view လေးတော့လာပါရဲ့ view လာရဲဆိုတာချက်ဗျာလုံးဝမြူကိုကြီးအပြည့်ပဲဆိုတော့ဓာတ်ပုံရလို့တော့လာရဲအဲ့တော့ကျွန်တော်ဟိုထိတ်ထီကိုတွားကြည့်ပါရဲ့လာခဲ့မယ်လက်ကိုအနောက်ပြေးလိုက်မယ်လက်ကိုအနောက်လေးမှာထောက်လိုက်ဒီဘက်အပြင်ဘက်ကဟုတ်တယ်အဲ့ဒီဘက်ကဟိုပါဒူးလေးပေါ်လေးတင်ထားကဲအပေါ်ကိုဆက်တက်မှာပဲမဟုတ်ဆိုးတောင်ခုနလေးက view point ခေါ်မှာပေါ့ဒါလေးရောတောင်ထိပ်ကိုဟိုအစွန်ကဇေဒီလေးလားမသိဘူးကျွန်တော်အဲ့ပေါ်တက်ကြပါမယ်ဗျာโอเคလီရင်ကွင်းဆိုတာဒါကိုပြောရဖြစ်မယ်ဗျတကယ်တမ်းတော့လီရင်ကွင်းမဟုတ်ပါဘူးသူကဟယ်လီကော်ပတာတို့ပါကိုဆင်းတဲ့ကွင်းဆိုရင်တော့ပုံမှန်ပါပေါ့ဗျာကဲရှင်းပြပေါ်ပြန်ကြမယ်ပြီးရင်တော့ခရီးစဉ်တွေရောပြီးဆုံးသွားပါပြီပတ်စံကျဲနေရမှာခမညာခဏဝင်ဆက်စုလာအောင်ဘယ်လောက်တန်နေလဲမသိဘူး။အော်နောက်ဝင်တာမသိရှင်မြေပေါ်ကဆင်းတော့ဆရာသမားလေးထပ်တွေ့ပါရဲ့သူက one piece span နေဖြစ်ဖို့များနေတယ်ကျွန်တော် one piece caption တွေပြောလိုက်တယ်ဒီတိုင်းပဲ2 versus 1ရှင်မထဲနိုင်တော့လူပြီဆိုလားမသိဘူးအဲ့ထိရောက်သွားပြီဆိုပြီးတော့
နောက်ထပ်တစ်ဖွဲ့ရှိပါသေးရဲ့ဒီညီလေးရရောကားဂိတ်နာကဟိုလက်ကောက်လေးတွေဆွဲကြိုးလေးလိုက်ဝေရဲ့အဲ့ညီလေးပေါ့တို့ဝါ GTA fan နေဗျကဲနောက်ဆုံးမှာတော့ကြိုက်သီးရိုးတောင်ပေါ်ကနေတောင်ချီကိုကားနဲ့ပြန်ဆင်းလာကြပါတယ်ကျွန်တော်ရဲ့ကားအထားရဲ့နေရာကိုပြန်သွားရမယ်ပြန်သွားပြီးွားရင်အဲ့ကားကိုပြန်ထုတ်မယ်မုတ်လေးပါလေးစားပြီးတော့အိမ်ပြန်ကြရပါဗျာဂျာဒီကတော့ကျွန်တော်ရဲ့ကြိုက်သီးရိုး vlog လေးပဲဖြစ်ပါတယ်စုံခဲ့ကြတဲ့တောင်ပေါ်မှာစုံခဲ့ကြတဲ့ညီလေးရောလာလေညီလေးရောတောင်ပေါ်မှာစုံခဲ့ကြတဲ့ညီလေးရောကျွန်တော်တို့အဲ့ကြိုက်သီးရိုးအဲ့နားမှာနေခဲ့ညီလေးရောတွေ့ရအများကြီးဝမ်းသာပါရဲ့ကျွန်တော်လည်းတကယ်ပျော်ပါရဲ့အားပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီရပဲပြောလိုက်ပြရစီဗျာဘယ်လိုလေးရရောဒီလောက်ပါပဲကျွန်တော်ကတော့စမှတ်ပါ